ဝါကမြတောင်ကူချက်ချန်တွင်အလုံးရမီဟုလိန်လေခေါ်ဆောင်ခံရပြီးကန်ကြီးတော်မြို့နယ်မှာလူငယ်2ဦးတရင်အစားနာမရပဲပျောက်ဆုံးနေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။အေယာရီတိုင်းကန်ကြီးတော်မြို့နယ်ကြီးတော်ကြေးရွာအုပ်စုတရိုးကြေးရွာမှာလူငယ်2ဦးသည်တောင်ကူကြီးချက်ချန်တစ်ခုတွင်အလုံးရမီဟုဆိုကလူမှုကွန်ရက်မှတစ်ဆင့်ဆက်သွယ်လာသည့်အမျိုးသမီး2ဦးလိန်လေခေါ်ဆောင်မှုကိုခံရပြီးနောက်တရင်အစားနာမရပဲပျောက်ဆုံးနေသည်မှာယနေ့တွင်နှစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ပျောက်ဆုံးနေတဲ့လူငယ်2ဦးမှာဦးတင်နိုင်ဦးဒေါ်ခင်မာဦးတို့၏သားဖြစ်သူမောင်ဝေနိုင်ထွန်းနှင့်ဦးနဘူးဒေါ်မြင့်မြင့်စန်းတို့၏သားဖြစ်သူမောင်ငိမ့်ချမ်းဦးတို့ဖြစ်ကြောင်းလည်းသိရပါတယ်။ဖြစ်စဉ်မှာဆိုပါလူငယ်2ဦးဟာလိုင်းပေါ်မှသိရှိသူမျိုးသမီး2ဦးကတောင်ကူကြက်ချန်တွင်အလုံးရမည်ဟုဆိုကမလုံးပေး၍ရန်ကုန်သို့ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ရန်ကုန်မြို့သို့ရောက်ရှိသွားချိန်မှစ၍လူငယ်2ဦးလက်ကင်ဖုံးများသိမ်းဆဲခံရပြီးမိသားစုနှင့်အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရန်ကုန်ရောက်တော့ဖုံးတွေအသိမ်းခံရတယ်။အခုဆို2ပတ်တောင်ရှိပြီ။ဘာမှဆက်သွယ်လို့မရတော့ဘူး။စစ်တဲပါသွားသလား။ကြားဖောင်တော့မဟုတ်အခြားနေရာတွေကိုရောက်စားခံလိုက်ရသလားဆိုတာမသိရတော့လို့မိဘတွေမှာယူမတက်ခံစားနေရတယ်ဟုမိသားစုနှင့်နီးသက်သူတို့ကပြောဆိုပါတယ်။ယခုကဲ့သို့ခေတ်ကာလမကောင်းတဲ့အချိန်တွင်လူမှုကွန်ရက်ပေါ်မှာမလုံးပေးအလုပ်ခေါ်ယူမှုများကိုလော်ရဲတကူမယုံကြည်ကြရန်စီစစ်မှုမရှိဘဲလိုက်ပါသွားခြင်းမပြုကြရန်နဲ့လူငယ်များအနေဖြင့်အထူးဂရုပြုဆင်ခြင်ကြပါရန်လည်းဒေသခံများကသတိပေးတိုက်တွန်းထားကြပါတယ်။လက်ရှိတွင်လူငယ်2ဦးမိဘများမှာသားဖြစ်သူများ၏အသက်အန္တရာယ်နှင့်ပတ်သက်ပြီးအထူးစိုးရိမ်ပူပန်နေရကြောင်းဒေသခံများထံမှသိရပါတယ်။အေယာရီတိုင်းတွင်ထူးခြားဖြစ်စဉ်သတင်းများကိုသတင်းအထူးတပ်ဖွဲ့ပသိမ်မှနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာ။